တို့ကငါတို့ဒီလိုပုံစံနဲ့ကျေးဇူးဆက်လိုက်တာလားဟမ်ဖေနဲ့ရှင်မင်းကတလာကိုတဲ့အိမ်မှာနေပါတယ်ကြောက်ကမထားကြုံနော်ပတ်စံလို့လာထင်တယ်ပတ်စံလို့လောသားထုတ်ပေးလိုက်ငါသွားပြောမပြော ရှင်ဖေနဲ့ရှင်မင်းကတလာကိုတဲ့အိမ်မှာနေပါတယ်ကြောက်ကမထားကြုံနော်ဟာမင်းကလည်းငါဖေနဲ့ငါမေဖျားကူးလာရင်းနဲ့လဲလာလေကွာတသက်လုံးနေမှာမဟုတ်တာဟိုးတသက်လုံးမနေမနေထားကြမအောင်ဆိုမင်းအဲ့စကားတော့မပြောနဲ့မင်းမလည်းမိပါနဲ့ငါမှလည်းမိပါနဲ့ငါဖေနဲ့ငါမေတသက်လုံးကျုံးမဆောက်ရှောက်ဖို့ငါ့ရဲ့တာဝန်ပဲလို့ရှင်ကိုရှုပ်ရှက်တယ်မင်းမဘာပဲနေနေကွာငါတော့ပြီးမဆိုင်မင်းမဘာဖြစ်လို့မိမလာကွာပြန်ရအောင်ငါတို့သမီးလေးရှိသေးတာပဲငါတို့သမီးလေးစီပဲသွားရအောင်လာမရတဲ့ဟာဖေနဲ့မေပြောက်ကွာမဖြစ်သေးပါဘူးကွာမိမသမီးလေးအိမ်ကဒီအိမ်မဲဟာငါလန့်ခေါ်ကြည့်လိုက်မယ်နော်ခေါ်လေးယောက်ျားသမီးရေသမီးဖေနဲ့မေပါလားသမီးစီလဲလားဒါဘောသမီးရဲ့နင်အမေအိမ်နဲ့ဝင်လာဖေလားသူတွေရောက်နေတာလေကွာဖေမေရက်ပါလေပတ်စံလို့လာထင်တယ်ပတ်စံလို့လောသားထုတ်ပေးလိုက်ငါသွားစီတော့သွားလိုက်အောင်မယ်သူပြောရင်စိတ်ချတာမေပါနဲ့ဖေလားအိမ်နဲ့ဝင်မလားမေဟုတ်ရတယ်သမီးရဲ့ဘာလို့လဲဖေတို့ကမျိုးတဲ့ခဏရောက်လို့သမီးတို့အိမ်တွေ့လို့ဝင်လာလိုက်တာခဏဝင်မအောင်ဖေဘာဖြစ်လို့တော့ရပါတယ်သမီးရဲ့အဖေအရေးကြီးကိစ္စရှိရတယ်လေအဲ့တော့ဖေနဲ့မေပြန်တော့မယ်နော်နောက်လည်းလာခဲ့နော်ဖေနော်ဟေးပါယူဆက်စီအောင်နော်အေးစိတ်ပြတ်ဖို့ကောင်းနေတာကွာမင်းတဲ့မင်းသမီးလောကတောင်မင်းကြည့်စမ်းဒီဘာတော့ယောက်ျားရဲ့ဖိတ်ထိန်ပါနော်ကိုတိုင်းလေးကိုကန်ရှိပါစေတော့ခွင့်လို့လိုက်ပါယောက်ျားရဲ့ငါမှာတော့ကွာငယ်စဉ်ကလေးကပြုစုစောက်ရှောက်ကျွေးမွေးလိုက်ရတာဘာလဲသူတို့ကငါတို့ဒီလိုပုံစံနဲ့ကျေးဇူးဆက်လိုက်တာလားဟမ်ဒီဘာတော့သူတို့လည်းသူတို့အိမ်အောင်လည်းသူတို့ရှိပါစေတော့သူတို့လည်းသူတို့ခင်ခင်နဲ့သူရှိပါစေယောက်ျားရဲ့တော့ဘာတော့သူတို့တောင်ငါတို့မိဘလို့မတတ်မှတ်တာငါတို့လည်းသူတို့တတ်သမီးလို့ပတ်သက်စရာဘာကြောင့်မှမရှိတော့ဘူးကိုလိုပြနေပါယောက်ျားရဲ့ငါစိတ်ရမ်းတူတယ်ကွာရှင်းတာလို့မဆုံးစိတ်ထဲမှာကိုရဲ့မေးဖေးရဲ့ငါပတ်သမီးလာကြပြီမေးဖေးရဲ့မင်းတို့ဘာလာလောက်တာလဲတတို့ဖေးနဲ့မင်းကိုလာပြီးတောင်းမှန်တာပါမင်းတို့ငါ့ကိုတောင်းပန်စရာဘာကြောင့်မှမရှိဘူးမင်းတို့လည်းငါမကြည့်ချင်ဘူးမင်းတို့ခုထွက်သွားမိဘကိုမိဘလို့အသိမှမပြုရတာသမီးရနေလဲငါရှေ့ဆက်ပြီးပတ်သက်စရာဘာကြောင့်မှမရှိဘူးခုထွက်သွားလိုက်တော့နောက်ပြီးမင်းတို့ဒီကိုလာတာမင်းတို့ရဲ့ယောက်ျားရဲ့မိန်းမရဲ့ခွင့်ပြုချက်ရောရှားရောရပြီးသွားပြီလားတတို့သူတို့အသေးချာချာရှင်းပြပြီးမှဒီကိုလာခဲ့တာပါတတို့မောက်လည်းတတို့တီးလို့ဖေးနဲ့မင်းကိုဝချကတော့တောင်းမှန်ဖို့ဒီကိုဆုံးဖြတ်ပြီးတော့လာခဲ့တာပါဖေးကြိုက်ရဲ့ကလေးလေသူတို့မှသူတို့ကြည့်ပြီးတော့ဝိခန့်နေရဲယောက်ျားရဲ့ခွလို့ပြလိုက်ပါနော်ဟုတ်ပါဖေးရဲ့တမီးတို့အမကိုတမီးတို့အခုတည်သွားပါပြီတမီးတို့တောင်းမှန်ပါနော်တမီးတို့ခွလို့ပါနော်နော်ဖေးနော်နော်မေနော်မိပါစပရာတော့ဒါသမီးဘလောက်ပဲမမခွလို့တွေ့ကြရင်အမျိုးမလားယောက်ျားရဲ့ခွလို့ပြလိုက်ပါနော်အချောင်းတို့တို့ဖေးနဲ့မင်းကိုဒီလိုင်းလေးရလက်စွပ်လေးနဲ့ဝချကတော့တောင်းမှန်ပြရတယ်နော်တာဒုဖေးရတော့ဒါအရန်ထွက်သွားလို့ပြောမိပြောလိုက်ရတာပါဘယ်မိဘကတော့ကိုသားသမီးကိုအပြစ်မမြင်ပါဘူးတောင်းလို့ခွင့်လို့ပြလို့ဖေးနဲ့မင်းကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုရင်ဖေးနဲ့မင်းကိုတမီးကဆိုကျန်တဲ့ဖေးရဲ့လက်တဆုံဖေးအောင်လည်းမစီရဖနဲ့တည်းဒါရဖနဲ့အမီလေးပြက်ကအကားကမပါနီပူရဲမှာရွှေမြက်ရေရိုးစီးသမျှငါသားလေးဆောင်ရငါသမီးလေးဝိဖို့အတွက်ပါရှစ်စနီ